လောက်အံ့ဩစရာကောင်းတယ်ကိုယ်တစ်လုံးနားလေခဲ့တဲ့ချမ်းသာကယင်ညာများရဲ့ကြားရင်ကောင်းမယ်လို့ထင်ခဲ့တာကောင်းတယ်လို့ထင်ခဲ့တာအဲ့ဒီဥစ္စာကအန္တရာယ်များတယ်အရင်နေများတယ်ဒါကြောင့်မြတ်စွာဘုရားကကြောက်တိုက်တဲ့ချမ်းသာလို့ဒီလိုဟောတယ်ခန္ဓာရဲ့အကြောင်းကိုတိလို့ဖြစ်ရတဲ့ချမ်းသာကဘေးကင်းတယ်ကြောက်ထိုက်တဲ့ချမ်းသာမဟုတ်မိဝဲတဲ့ချမ်းသာနော်မတူဘူးနော်ဒါကြောင့်ဒီအန္တရာယ်ကင်းတဲ့ချမ်းသာအဆင့်မြင့်တဲ့ချမ်းသာကိုရအောင်ရှာနိုင်ဖို့မလိုဘူးလားလိုတယ်ချမ်းသာဒုက္ခရခြင်းအကြောင်းတရား12ပါးနော်အရန်သဘောကျပါတယ်အဲ့ဒီဒုက္ခ12ပါးအရေးအကြောင်းတစ်စုံတရာကျုံးလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမိမိတို့ရဲ့လောဘကိုတန်တုတ်တီဆိုတဲ့ရောင်ရဲမှုနဲ့ထိန်းချုပ်နိုင်မှချမ်းသာပဲရှင်သန်မှုပျက်စီးခြင်းနဲ့တွေ့လာပြီဆိုတဲ့အနေအထားမျိုးမှာကုသိုလ်ကောင်းမှုသည်ချမ်းသာတယ်ဘဝဟာဆင်းရဲဒုက္ခမြတ်တာဖြစ်တဲ့အတွက်ကြောင့်ဘဝဒုက္ခတွေကိုအကြောင်းတရားကိုပယ်တတ်ပြီးတော့ချုပ်ငြိမ်းရုပ်သိမ်းစေအောင်လုပ်နိုင်မယ်ဆိုရင်ချမ်းသာတယ်အမေကိုပြုစုလို့ကြွရခြင်းသည်ချမ်းသာတယ်အဖေကိုပြုစုလို့ကြွရခြင်းသည်ချမ်းသာတယ်ကျင့်စေသူတော်ကောင်းကိုပြုစုလို့ကြွရခြင်းသည်ချမ်းသာတယ်ကျင့်ပြီးသူတော်ကောင်းကိုပြုစုလို့ကြွရခြင်းသည်ချမ်းသာတယ်ကိုချင်းတီလာသည်အိုသည့်တိုင်အောင်ချမ်းသာယုံကြည်မှုတရားတရားသည်ခိုင်မြဲနေရင်ချမ်းသာအတိဉာဏ်ပညာသည်ရတယ်ဆိုရင်ချမ်းသာမတိသေးတာသိလိုက်ရတာပေါ့အတိရတယ်လို့ပြောတယ်နော်မကောင်းတာမလုံးမိခြင်းသည်ချမ်းသာတယ်မလုံးမိဆိုတာမပြောမိမတွေးမိလည်းပဲအကျိုးဝင်တယ်လို့လည်းနားလည်ရမယ်ဟုတ်လားဒါကြောင့်မိသားပေါင်းတော်အောင်တို့ဒီချမ်းသာဒုက္ခ12မျိုးကိုကိုယ့်ရဲ့ဘဝမှာအပြည့်စုံအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဆင်းရဲတဲ့အကြောင်းရှိမလားမရှိဘူးနော်